Hello တကြံအတန်းနေ့ရောက်နေပြီအခုချိန်ထိရေမဆိုသေးတဲ့သူတွေရှိလားစုလိုက်ဆိုလို့ရှိရင်ရေလုံးဝမဆိုသေးပါအောင်ရှင်တချို့ကြောစုလိုက်စီမှာပစ္စည်းလေးတွေလာมาတဲ့အချိန်မှာတချို့ကြောဒလီယုံဖွင့်ရတိမစောင့်နိုင်တဲ့သူတွေရှိရပေါ့နော်အဲ့လိုမျိုးလေးတွေအတွက်စုလိုက်အိမ်မှာနေပြီးတော့မှပစ္စည်းလေးတွေထုတ်ပြီးတော့မှအိမ်ရှိထွက်ပို့ပေးနေပါတယ်ရှင်အိမ်လာယူတဲ့သူလေးတွေအတွက်ပေါ့နော်စုလိုက်စီမှာဆိုလို့ရှိရင်မိမိစင်အာယုံကြောစေးရမယ်သွေးတိုးကြစေးရမယ်စီချိုသွေးချိုစေးရမယ်လေးပတ်နာစေးရမယ်ကြီးပေါင်းတောက်စေးရမယ်ပြီးရင်တော့စေးကွက်ခွာပေါ့နော်အယိုးကြီးပေါင်းဒူးကြီးပေါင်းခါကြီးပေါင်းဒီလိုမျိုးသူတွေအတွက်စေးကပ်ခွာရမယ်ပြီးရင်တော့မိမိစင်ရပဲထွက်တဲ့လိန်စေးရပါမယ်ရှင်နောက်တစ်ခုကကျတော့ဒီလိုမျိုးအယိုးအကျော်လိန်စေးရွှေလာပန်ရမယ်အပူအစိတ်ထုတ်ရွှေစားရမယ်ဝမ်းမန်အစီကြရွှေရုပ်သွင်းရမယ်ပေါ့နော်စုလိုက်စီမှာလိုအပ်တဲ့ပစ္စည်းလေးတွေကိုမှာယူပြီးတော့မှအားပေးလို့ရပါတယ်ရှင်သိချင်တဲ့အကြောင်းအရာလေးတွေရှိရဆိုရင်လည်းစုလိုက်ဖုန်းနံပါတ်လေးတင်ထားပေးပါတယ်ရှင်အဲကနေပြီးတော့မှအသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်အားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်